အားနာတယ်ဆိုတာအသုံးချခံဖို့အပြနေရမဟုတ်ပါဘူးကိုပြောလိုက်လို့တစ်ဖက်လူထိခိုက်နစ်နာသွားမလားဆိုတဲ့စာနာစိတ်ကြောင့်ညိုသိပ်ပေးလိုက်တာပါအရှင်းရှင်းပေါ်လေးစားမှုရှိလို့အားနာပြတာအားနာခြင်းဆိုတာအရှင်းရှင်းအပေါ်တန်ဖိုးထားမှုပါလူတချို့ကတော့အားနာတတ်သူဆိုရင်ဘယ်လိုအသုံးချရမလဲပဲတွေးတတ်မြင်တတ်ရှင်းကပ်တတ်ကြတာအဲ့ဒီလိုလူဒန်းစားတွေအတွက်ဘယ်လိုအကြောင်းကိစ္စနဲ့အားနာပြနေเสียမလို့ပါဘူးသူတို့နဲ့အားနာခြင်းဟာမထိုက်တန်တယ်လို့အားနာခြင်းရဲ့တန်ဖိုးတွေအတိတ်ပဲတွေရှင်းပြနေတယ်လေနားလည်မဲ့သူတွေမဟုတ်ပါဘူးနေရာမှာပြီးဈေးပေါ်မိရင်ကိုယ်ပဲတန်ဖိုးမဲရတတ်ပါလေဒါကြောင့်အားနာမှုဟာလူရွေးဖို့လိုအပ်တယ်လို့တချို့သောသူတွေအတွက်တော့လှည့်လည်ရှုခြင်းနဲ့ဥပိ္ပခာပြုခြင်းပဲထိုက်တန်ပါတယ်